should ဆိုတဲ့စကားလုံးလေးသွားမယ်နော် SHOULD should ဆိုတာဒီသူဒီဘယ်ထဲမှာပါလဲဆိုရင်ကျွန်တော်တို့ modal verb တွေထဲမှာပါတယ် modal verb တွေ6လုံးရှိရယ်ကျွန်တော်ရွတ်ပြပါတာဘာတွေရှိလဲလို့ can could will would shall should may might may စုစုပေါင်း6လုံးရှိတယ်ဟုတ်ပြီနော်အဲ့ဒီ6လုံးမှာတခါလေကြာရင်တူရစကားလုံးတွေကိုနောက်ထပ်စကားလုံးတွေနဲ့အစားတိုးတာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ modal verb 6လုံးထဲမှာအခု should ဆိုတဲ့စကားလုံးလေးအကြောင်းသွားမယ်နော် should ဆိုတာဒီကျွန်တော်တို့အကြံပေးတာအဓိကနော်တရားရောက်ကိုအကြံပေးတာအဲ့တော့အကြံပေးတယ်ပြီးရင် duty တာဝန်အနေနဲ့လုပ်ရတာမျိုးပြီးွားရင်မျှော်လင့်ချက်တစ်ခုခုရှိတာမျိုးမျှော်လင့်ချက်ကိုယ့်ဟာကိုယ်ဆန္ဒတောင်းတတာမျိုးဒါမျိုးဆိုလို့ရှိရင်ဟာသူတို့ရောက်တဲ့နဲ့အမေတော့ဖုန်းခေါ်တဲ့နဲ့ဟာသူတို့ငါ့ကိုစကားပြန်ပြောတဲ့နဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့မျှော်လင့်ချက်လို့ပြောတာအဲ့တော့မျှော်လင့်ချက်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ဘာသုံးမလဲ should ဆိုတဲ့စကားလုံးသုံးမယ်ဟုတ်ပြီနော်ကဲအဲ့တော့ example လေးစကြည့်မယ် SHOULD should ဒီတိုင်းတစ်လုံးနဲ့သုံးတာလားမဟုတ်ဘူးနော် should ရဲ့နောက်မှာကျွန်တော်တို့ရိုးရိုး verb 1 base verb လို့ခေါ်တယ် verb ကို SCS မကတ်တဲ့ verb လေးတွဲသုံးပေးရမယ်ကဲစကြည့်အောင်ဖတ်မင်းဆရာဝန်စီသွားပြတဲ့နဲ့အဲ့တော့မင်းဆရာဝန်စီသွားပြတဲ့နဲ့ဆိုတော့ဘာဖြစ်နေလို့လဲဖြားနေလို့အသက်ကွဲနေလို့လားမဟုတ်ဘူးနော်ဖြားနေလို့ yes အဲ့တော့ဖြားနေတဲ့လူတွေကိုဆရာမတို့ကဆရာဝန်သွားပြတဲ့နဲ့ဒီမှာအเจ้าမလာသင့်ဘူးအိမ်မှာပဲနားနေတဲ့နဲ့ဟုတ်လားသူတို့အကြံဉာဏ်ပေးရမှာနော်အဲ့တော့ပြောမင်းဆရာဝန်စီသွားပြတဲ့နဲ့မင်းဆိုတော့ဆရာမတို့ဘယ်လိုလေးရေး you should ရနဲ့should လေးတော့ you should သွားပြတာအင်္ဂလိပ်လို့ see yeah see လို့ပြောတာဒီညမှာ see ဆိုတာဒီတွေ့ရလားမြင်တာလားမဟုတ်ဘူးเนาะဒီညမှာသွားပြတာကိုကျွန်တော်တို့ဒီ see နဲ့တော့ you should see ဆရာဝန်ကိုအင်္ဂလိပ်လို့ the doctor ပြောကြည့်ရ you should see the doctor ပြောကြည့်ရ You should see the doctor. yes you should see the doctor ကဲငါတို့စောင့်တင်တယ်တငယ်ချင်းကနောက်ကျနေတယ်तू ကမလာဘူးသွားတော့မဲ့တယောက်ကဖြစ်နေပြီမဟုတ်ဘူးငါတို့စောင့်တင်တယ် तू ကသွားချင်နေရလိုက်ချင်နေရဒါ motion traffic ကြက်နေလို့နေမှာပေါ့ဒါ motion နဲ့ तू ထွက်လာတာနောက်ကျလို့နေမှာပေါ့ဒါမှမဟုတ်ကိစ္စတစ်ခုခုရှိလို့နေမှာပေါ့ငါတို့စောင့်ကြရအောင်ငါတို့စောင့်တင်တယ်နော်ဟဲ့လားတငယ်ချင်းချင်းကိုကနေပြီးတော့မလုပ်မှလဲအကြံပေးမှာဒါဆိုရင်ငါတို့ဆိုတော့ဘယ်လိုဖြစ်သွားပြီလဲ we လောက်တင်တယ်ဆိုတာနဲ့ဘာတန်းသုံး sure စောင့်တော့အင်္ဂလိပ်လို့ wait yes we should wait ငါတို့စောင့်တင်တယ်သုံးဖတ်ရအောင်ကျောင်းသားလားအိမ်စာလောက်တင်တယ်ဟုတ်လားမဟုတ်ဘူးလားဟုတ်ပါတယ်မလို့ရင်ဘာလုပ်မှာလဲဆွဲမယ်မလို့ရင်တောင်းမယ်ကဲတောင်းဆိုပြီးတော့မောင်းတီးအောင်မဟုတ်ဘူးနော်ခေါင်းလေးကိုတောင်းဆိုခောက်ပေးရအောင်နော်ဟလား every ကျွန်မတော့မခောက်ပါဘူးနော်လုံးမယ်လုံးတင်တယ်လို့ကျွန်မဘာလုပ်မှာလဲလုံးတင်တယ်ဆိုအကြံပေးရမှာပေါ့ဟလားဒါဒီတာဝန်တစ်ခုဖြစ်တယ်ပြောကျောင်းသားတိုင်းအိမ်စာလုံးတင်တယ် every student every အနောက်မှာ student ဒီ access ရလို့မလို့ဘူး every student should do homework every student should do their ထည့်လဲရတယ်ဒါမှမဟုတ်ရှင်မထည့်လဲရတယ် everyone should do homework sorry every student should do their homework နောက်ဆုံးမှာ full stop ချနော်ဒါပေမဲ့ဒီမှာ every student လို့သုံးလို့ရှိရင်တော့ their နဲ့မသုံးဘဲနဲ့ his or her နဲ့လည်းသုံးလို့ရတယ်။ဘာဖြစ်လို့ဆိုတော့ every student ဆိုတာဒီကျောင်းသားတိုင်းတစ်ယောက်ချင်းစီကိုအနည်းကိန်းသုံးတာဆိုတော့ဒီနေရာမှာ their မသုံးဘဲနဲ့ his her သုံးလဲရတယ်နော်။နောက် number 4ဖတ်ရအောင်။မင်းကြီးကိုယူတင်မင်းကြီးမဟုတ်ဘူးနော်မင်းကြီးသူ့ကိုယူတင်တယ်မဟုတ်ဘူးနော်မင်းကြီးသူ့ကိုယူတင်တယ်ကျွန်တော်တို့မြန်မာစကားကလည်းနည်းနည်းလေးဘာဖြစ်လဲနည်းနည်းလေးအခက်အခဲလေးတွေရှိတယ်เนาะအခက်အခဲလေးတွေရှိတယ်အရောထွေးလေးတွေရှိတယ်ဒီမှာဆိုရင်ဆရာမဖတ်ကြည့်လိုက်မယ်မင်းကြီးအဲ့မှာဟုတ်လားတစ်ဖြတ်ဖြစ်သွားရင်သူ့ကိုမင်းကြီးကသူ့ကိုရိုတင်တယ်ဟာမင်းကြီးကဆရာကြီးလေဘယ်လိုရိုတင်ရမှာလဲဆိုပြီးတော့မိကုန်းနေမေးလာတော့မယ်ဟုတ်လားမဟုတ်ဘူးเนาะမင်းကတက်အဲ့ဒါလေးကိုကျွန်တော်တို့ space လေးခြားထားတယ်ကြီးသူကိုရိုတင်တယ်ဟုတ်လားရိုတင်တယ်လားမသိဘူးလားရိုတင်တယ် you should respect 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 မှတ်ထားမယ်နော် you should respect the elders မှာ s ထဲ
ဒါပဲ no မထည့်တော့ elders မှာ s ထည့်လိုက်တော့အဲ့ဒါဒီကျွန်တော်တို့ noun ဖြစ်သွားတယ်ကြီးသူဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့ you should respect the elders နော် elders မှာ s ထည့် should ကိုတေချာကျွန်တော်တို့သုံးတတ်တယ်ဆိုလို့ရှိရင်အများကြီးသုံးလို့ရတယ်ဒါဒီ positive အနေနဲ့လည်းသုံးတာ negative လည်းသုံးလို့ရတယ်မေးခွန်းလည်းသုံးလို့ရတယ်အများကြီးစဉ်းစားကြည့်နော်